MGI ကဘလို့အဖွဲ့အစည်းလဲဆိုတော့သူတို့ကိုယ်တိုင်ပဲဒီပွဲကိုလုပ်တယ်ပြီးွားရင်သူတို့ကိုယ်တိုင်ပဲ crown ရောင်းတယ်မဟုတ်ပါဘူးသူတို့ကိုယ်တိုင်ပဲသူတို့ကြိုက်တဲ့လူကိုဆိုတာ crown ပေးတယ်ပေါ့နော်တကယ်လို့သူတို့နဲ့အဆင်မပြေတော့ဘူးဆိုရင်လေဒီ crown ကိုသူတို့ကပြန်သိမ်းတယ်အဲ့လိုဆိုတော့ဘာလို့ဒီပွဲကြီးကိုလုပ်နေသေးလဲဒါသူတို့ရဲ့လက်ထဲမှာပဲရှိတယ်ပေါ့နော်သူတို့ရဲ့ပါစထဲမှာပဲရှိတယ်သူတို့ပေးခြင်းပေးမယ်ပြန်သိမ်းခြင်းသိမ်းမယ်ဒါသူတို့ရဲ့စိတ်ပေါ်မှာပဲမူတည်နေတဲ့ပုံစံဖြစ်နေရပါတော့အဲ့လိုမှတ်မိကြတယ်မလားဒီ final day တုန်းကဆိုရင်လေတက်စုငင်ဖြစ်သွားတဲ့အဖြစ်အပျက်ကိုဒီနိုင်ငံတကာကဒီ MGI fan တွေရပါတော့သူတို့ဆိုရင်ဘယ်လောက်ထိပြောလဲဆိုနေရာတိုင်းမှာဒီဗီဒီယိုတိုင်း comment တိုင်းမှာဆိုရင်ဒါရှိတယ်တက်စုငင်ကို drama queen တို့ဘာတို့တည်ရမလားကလေးရဲ့အဲ့ဒီကလေးမလေးရဲ့ပုံကိုမျိုးစုံလုပ်ပြီးတော့ဒါပြောဆိုကြတာပေါ့နော်အခုလဲကြာတော့ဒီပေါ့နော် Rachel ကပေါ့နော် crown ပြန်အပ်တယ်ဟိုဘက်က crown သိမ့်နေဆိုရဲ side လေးထုတ်လိုက်ကောထွက်လာဘူးလေကြာရောတဲစုငင်းကိုသူတို့တောင်းမှန်နေကြပြီပေါ့နော်ဒါနင်းရဲ့လောက်ရကမှန်တာတို့ဘာတို့ပေါ့နော်အစတည်းကပဲကလေးလောက်ရကမှန်တယ်သူ့ရဲ့ဆုံးဖြတ်ချက်ကမှန်တယ်အခုကြမှာဒါသူတို့ကဒီအဖိုးကြီးရဲ့ဒါအကြောင်းကိုသိရတဲ့ပုံစံမျိုးလာပြီးတော့ရှိုးနေကြတာပေါ့နော်တကယ်တော့ဒါအဖိုးကြီးရဲ့အကြောင်းကိုဒါသူတို့ကအခုမှသိရမှာမဟုတ်ဘူးဟိုးအရင်တဲကပဲသိရမှာရှေ့မှာဆိုရင်လည်းဒါရောက crown ပြန်အတက်မယ်တွေရှိရယ်ကွယ်အဲ့ဒီချိန်တုန်းကဆိုရင်လည်းဒီဟိုဂရုမာလေးကိုဆိုရင်လည်းသူတို့ကလေတလားပြောဆိုကြတာဆိုတာဒါဂရုမာလေးဆိုရင်လည်းဒါပြောခံရတဲ့အထက်မှာပါတယ်အဲ့လိုမျိုးဆိုတော့အခုဆိုရင်လည်းကြည်ဒီ Rachel crown အလိုက်ပြီးတဲ့အချိန်ကြမှာအမလီနင်းကပြောခဲ့တာတွေကိုဟိုဖြစ်ပါတယ်ဒီဟာဖြစ်ပါတယ်ဆိုပြီး comment တွေမှာသိရမလားနေမှန်ပါတယ်ဆိုတဲ့အကြောင်းလားပဲအစတည်းကပဲဒါမှန်ပြီးသားဒါအမှန်တရားပဲတကယ်အမှန်တရားကိုလက်မခံနိုင်ကြတာပဲရှိတယ်ပေါ့နော်မနက်ကဒီ Rachel တင်ထားတဲ့ဗီဒီယိုမှာဆိုရင်သူနဲ့ MGI ကြားကပြဿနာတွေကိုသူပြောထားတာပေါ့နော်အဲ့ဒီသူဗီဒီယိုတင်ပြီးမကြခင်မှာပဲဒီ network ကပေါ့နော်Instagram ကနေပြီးတော့သူတင်ထားတဲ့ဟာတွေဆိုရင်တော်တော်ကိုအောက်တန်းကြတယ်ဘာလို့လဲဆိုတော့သူ့အနေနဲ့သူဒီ organization ကိုဦးစီးနေတော့သူဖြစ်တဲ့အတွက်ဒီလိုမျိုးမလုပ်တင်ဘူးပေါ့ဒါဆိုရင်ဒါ body shaming လုပ်ထားတဲ့အတူတူပဲဘာလို့ဒီတူတင်ထားတဲ့ဒီ before after ပုံတွေဆိုရင်ဒါဆိုရင် public ကိုလုံးဝမချပြသင့်ဘူးလို့ထင်တယ်ပေါ့နော်သူက protein စားပြီးတော့ပဲကြီး silicone ထည့်ပြီးတော့ပဲကြီးပေါ့နော်သူတို့အချင်းချင်းပေါ့နော်ဒါအချင်းချင်းဒါဖြည့်ချင်းရမှာလေဘာလို့ဒီလိုမျိုးကြီး public ကိုထုတ်ပြီးတော့ဒါ organization ကအကြီးအကဲတယောက်ဖြစ်ရတာနဲ့ဘာလို့အဲ့လိုမျိုးကြီးလှုပ်ရှားရလဲပေါ့နော်